အပြစ်မဲ့ကကိုယ်ဒုက္ခပေးမဲ့ယန္တုကိုယ်စိတ်ထဲမှာဖြစ်နေတဲ့ယန္တုနှစ်ခုရှိတယ်ဥပမာပဲဆိုတော့ရှင်တဲ့နှလုံးထဲမှာဖြစ်နေတဲ့အကုသိုလ်စိတ်တွေကလည်းကိုယ်ယန္တုတွေပဲသို့တော့အဲ့ဒါကိုလူတွေကယန္တုလို့သိမထင်ဘူးအပြစ်မဲ့ကမတည့်တဲ့လူကိုပဲယန္တုလို့ထင်ကိုယ်ရင်ထဲမှာဖြစ်နေတဲ့လောဘတွေဒေါသတွေမောဟတွေအိတ်တာတွေမစ္စရိယတွေဆိုတဲ့စိတ်ဆိုးစိတ်မိုက်တွေဓမ္မလမ်းကြောင်းဖြင့်ထိန်းချောင်းနိုင်ခြင်းမရှိတဲ့စိတ်ဆိုးစိတ်မိုက်တွေပြင်မကယန္တုတယောက်ဒုက္ခပေးတာတဲ့ပို့အစပေါင်းများစွာပို့ပြီးဒုက္ခပေးနိုင်တယ်လို့သူပြောတာနော်စပေါင်းများစွာဒုက္ခပို့ပြီးတော့ပေးနေပြင်မယန္တုဆိုတာဒုက္ခပေးလို့ရှိရင်ဘဝတစ်ခုပဲဒုက္ခပေးတယ်ဒီဘဝပဲဒုက္ခပေးမှာဖြစ်တယ်နောက်ဆုံးမှသူဒုက္ခပေးလို့အသက်ဆုံးသွားရရင်ဒီဘဝပဲအသက်ဆုံးပဲနောက်ဘဝထိအောင်သူလိုက်ပြီးတော့ဒုက္ခမပေးဘူးသို့တော့ကိုယ့်ရင်နဲ့နှလုံးထဲမှာဖြစ်နေတဲ့လောဘဒေါသမောဟဆိုတဲ့အကုသိုလ်စိတ်ဆိုးစိတ်မိုက်တွေဟာတော့လောဘနဲ့သိလောဘလွှမ်းမိုးတဲ့အခါမှာဒီဘဝကသေလိုက်တာနဲ့ပြိတ္တာဘုံပို့ပြလိုက်တယ်ဒေါသနဲ့လွှမ်းမိုးထားတဲ့ဒေါသလွှမ်းမိုးထားတဲ့စိတ်စိတ်မိုက်ကမျက်စိလေးနှလုံးမိတ်ပြီးဒီဘဝအသက်ဆုံးသွားတဲ့ငရဲဘုံပို့ပလိုက်တယ်မောဟဆိုတဲ့လှုပ်တဲ့နာနဲ့မလှုပ်တဲ့နာမသိတယ်ပါမရင်လှုပ်တယ်အမှန်တရားကိုမသိတဲ့မောဟလွှမ်းမိုးထားတဲ့စိတ်ဆိုးစိတ်မိုက်ကမျက်စိနှလုံးမိတ်သေဆုံးတာနဲ့တပြိုင်နက်တိရစ္ဆာန်မောဟပို့ပလိုက်တယ်တိရစ္ဆာန်မောဟဆိုတာမောဟလွှမ်းမိုးနေတယ်ဘုံမောဟမျိုးပြိတ္တာဆိုတာအမြဲတမ်းဆာလောင်နေတာကိုလောဘဖြစ်တယ်အမြဲတမ်းလောဘလွှမ်းမိုးထားသည့်အတွက်ကြောင့်တဲ့အငတ်ထားတဲ့ပုံစံမျိုးဖြစ်တယ်ပေါ့လောဘကြီးအောင်ဆိုပြီးတော့ဒုက္ခပေးထားတဲ့သဘောငရဲဘုံဆိုတာလုံးဝညှင်းဆဲနှိပ်စက်မှုကိုခံနေရတဲ့ဒေါသကြီးအောင်ဆိုပြီးဒေါသကနေပြီးတော့ဒေါသနဲ့တူတဲ့ငရဲမီးတွေနှိပ်စက်မဲ့ငရဲထိန်တွေဝိုင်းအောင်နေတဲ့နေရာဌာနတစ်ခုပို့ပလိုက်တာဖြစ်တယ်အဲ့တော့ယန္တုတယောက်လူဆိုးတယောက်ကဒုက္ခပေးထားတဲ့ဆပေါင်းများစွာကိုဒုက္ခပေးတာကိုခံလိုက်ရတယ်လို့သူတို့ပြောတယ်ဒီဘဝတည်းမကဘူးတန်တရားဘဝမြောက်များစွာဒုက္ခပေးခြင်းကိုခံရမယ်အဲ့တော့ရသော်ဗျာဟောတဲ့ဒီဒေသနာတော်လေးဟာရိုးရိုးရှင်းရှင်းလေးပဲနားလည်စရာလည်းအကြောင်းရှိဘူး